နောက်လက်ကြည့်လိုက်တဲ့အခါမှာနန်းတွင်းဝစ်စားတွေနဲ့လူလေးယောက်အိမ်ထဲကိုရောက်နေခဲ့တယ်သူလက်တဲ့အိုးနဲ့ထူဖို့လို့တော့သူတို့တွေလည်းကြောက်ပြီးနောက်ဆုတ်သွားကြတယ်နှစ်ဖက်စလုံးဘသူအရင်ချမလဲကြည့်နေရင်နဲ့အပေါ်ထက်ကိုရောက်သွားခဲ့ပါတယ်ဘရင်ကြီးလည်းတိုက်မြင့်ကြီးတွေကိုမြင်ပြီးကြောင်သွားခဲ့တယ်ပြီးတော့ဒီနေရာဟာဗတိုင်းပြည်ဖြစ်တော်မူတယ်လဲလို့မေးလိုက်တယ်သူလည်းဒီနေရာကငါအိမ်ပေါ်လို့ပြန်အောင်ပြောလိုက်တော့ကိုအင်တော်တက်မှုလဲဘရင်ကြီးကိုအော်ပြောလို့ဆိုပြီးဓာတ်နဲ့ခုတ်တော်မူဖို့လုပ်ခဲ့တယ်ဘရင်ကြီးကရက်စေလို့ပြောလိုက်လို့တက်တာသွားခဲ့ပါတယ်မဟုတ်ရင်ကန်တော်ကုံရတော့မှာပါဘရင်ကြီးလည်းသူတို့ကိုနန်းတော်ကိုပြန်ပို့ပေးရင်အပြစ်တွေကိုခွင့်လွှတ်တော်မူမယ်လို့ပြောလိုက်တယ်သူလည်းဒီအယူလျောက်နဲ့တော့ဒုက္ခပါပဲဆိုပြီးသူတို့လေးယောက်ကိုပြတိုင်နန်းတော်ကိုကားနဲ့တင်ပြီးလိုက်ပို့ခဲ့တယ်နန်းတော်ကိုရောက်တော့ငါကိုတော်မြက်ပြန်ကြွချီလာပြီးတကားဖွင့်တော်မူစမ်းဆိုပြီးတကားဖွင့်ခိုင်းလိုက်တယ်ဒါပေမဲ့ဘသူမှဖက်ပြန်မလုပ်ခဲ့ပါဘူးအဲ့ဒီချိန်မှာရဲကားတစ်စီးရောက်လာပြီးပြတိုက်ပိတ်သွားပြီးရုပ်ရှင်ရဲ့နေရင်လည်းအမြန်သိမ်းပြီးအိမ်ကိုပြန်တော့ဆိုပြီးမောင်းထုတ်ခံရတယ်သူတို့လေးယောက်လည်းလမ်းမလယ်မှာလမ်းမကူးရဲပဲကြောင်ပြောင်းနေခဲ့တယ်အဲ့ဒီချိန်မှာရဲကားထက်ရောက်လာပြီးလမ်းလယ်မှာဘာယူထနေကြတာလဲဆိုပြီးအိမ်ကိုအမြန်ပြန်ဖို့ထပ်ပြောလိုက်တယ်ဘရင်ကြီးလည်းမိုးရွာလာလို့စတိုးဆိုင်ရှိမှမိုးခိုနေရင်ကောင်မလေးတွေခောက်ဆွဲစားနေတာမြင်ပြီးတရေကျနေခဲ့တယ်ဘရင်ကြီးလည်းကောင်တာကိုသွားပြီးငါကိုတော်မြက်အတွက်ခောက်ဆွဲပြုတ်တပွဲချက်ချင်းပြုတ်ပေးစမ်းနန်းတော်တကားပွင့်တာနဲ့ငွေဆက်ဆပေးမယ်လို့ပြောလိုက်တယ်ဝန်ထမ်းလည်းအယူကြီးလာစားနေရဆိုပြီးရဲကိုဖုန်းခေါ်လိုက်ခဲ့ပါတယ်ရဲရောက်လာတော့ဒီကောင်ဒီခုထိအိမ်မပြန်ကြသေးဘူးဆိုပြီးရဲစခန်းကိုခေါ်သွားခဲ့ပါတော့တယ်စခန်းကိုရောက်တော့အိမ်ပြန်ချင်ရင် ID ကတ်နဲ့အိမ်ဖုန်းနံပါတ်ပေးရမယ်လို့ပြောလိုက်တယ်သူတို့လည်းကောင်မလေးရဲ့ကားနံပါတ်ကိုတတိယပြီးပေးလိုက်ပါတယ်ရဲတွေလည်းကားနံပါတ်နဲ့လိပ်စာကိုရှာပြီးကောင်မလေးရဲ့အိမ်ကိုပြန်ပို့ပေးလိုက်ပါတော့တယ်